ဒါလေးရေ ဟာဟုတ်ဖေဖေမမီဖေဖေပြန်လာပြီ မိမရေဘိုက်စားရဟဲ့ ဖေဖေဒီမှာဘာသာစကားနဲ့ရေးထားတာလည်းမသိဘူး ဟာလက်ကိုမကြာခဏစနစ်တကျဆေးပါတဲ့လက်ကိုတေချာဆေးရင်မိသားစုအတွက်အန္တရာယ်ဖြစ်စေတဲ့ယောဂတွေကာကွယ်ပေးတယ်တဲ့ဥပမာကွာဝမ်းလျှောယောဂါတို့အဆုတ်ရောင်တာတို့ကိုဗစ် -19 တို့ပေါ့ကွာဒါကလည်းဗမာလိုပဲရေးထားတာဟုတ်ကွာဒါလည်းဖတ်တဲ့သားနဲ့ရေးထားတာရှင်းနေရပဲဟေးဟဲဟဲဟဲနောက်ဆိုတသားသတိပေးစရာမလိုပဲလက်ကိုမကြာခဏစနစ်တကျဆေးပါမယ်ဗျာကျွန်တော်ကတော့ကျွန်တော်ကလေးနဲ့မိသားစုဘေးကင်းကျန်းမာဖို့အတွက်လက်ကိုစနစ်တကျဆေးပါတယ်ဗျခင်ဗျားတို့ရော လက်ကိုမကြာခဏဆေးပါစနစ်တကျဆေးပါရေနဲ့ဆက်ပြာကိုသုံးပြီးစက္ကန့်20ကြာအောင်ဆေးပါ မိသားစုကိုချစ်ပါလက်တွေကိုဆေးပါ